Hello ပေါ်ပင်မိုးတရက်နေ့အသစ်ထုတ်ထားတဲ့ Golden Festival board game ကိုဘယ်လိုဆော့ရမလဲဆိုတာကိုပြောပြပေးသွားပါမယ်။ ဒီဂိမ်းမှာတော့ player တွေကတငယ်ချင်းတွေနဲ့ဈေးပွဲတော်တစ်ခုကိုအတူသွားပြီးတော့ဂိမ်းတွေဆော်ပြီးဆုလက်ဆောင်တွေရအောင်လုပ်ရမှာဖြစ်ပါတယ်။ဒီပွဲကတော့ Golden Festival ပေါ့နော်။ဒီပွဲတော့မှာအဓိကဆုတွေရအောင်လို့ဂိမ်း6မျိုးဆော်လို့ရတယ်။ Dalgona candy လေးတွေနဲ့ဆော်လို့ရတယ်။အယုတ်လေးတွေကိုရေသနက်နဲ့ပစ်လို့ရတယ်။ကြွက်ကလေးတွေကိုတူနဲ့လိုက်ရိုက်လို့ရတယ်။အယုတ်ကောက်လို့ရတယ်။ကွင်းပစ်လို့ရတယ်။ဂျပန်90တဲ့ဂိမ်းလေးတွေဆော်လို့ရတယ်။အဲ့ဆိုင်6ဆိုင်မှာဂိမ်းတွေဆော်ရင်အတော်ဆုံးသူတွေကဆုတွေရမှာဖြစ်ပါတယ်။ဆုဆိုတာကတော့ဒီ press cut လေးတွေကိုပြောတာပါ။တစ်ဆိုင်မှာ10ခုစီရှိတယ်။ဆုတစ်ခုနဲ့တစ်ခုကတော့မတူဘူးပေါ့။တချို့ဆုလေးတွေကပိုတန်မိုးကြည့်တယ်။ပိုကောင်းတဲ့ဆုကိုဆုနိုင်ရင်အမှတ်ပိုရတယ်။ဆုကတ်လေးတွေရဲ့ဒီအပေါ်တော့မှာရှိတဲ့နံပါတ်ကတော့ဒီဆုလေးတွေကိုရရင်ရမယ်အမှတ်ပါ။ဒီဂိမ်းမှာအမှတ်ရနိုင်တဲ့နည်းကတော့3နည်းရှိပါတယ်။ပထမကတော့ဆုကတ်လေးတွေစုယုံပါပဲ။ဒါတော့အဓိကနည်းလမ်းပေါ့။နောက်နည်းလမ်းနှစ်ခုကတော့ mission တွေလုပ်ပြီးအမှတ်ရနိုင်တယ်။ဆုကတ်လေးတွေစုတဲ့အခါဆက်လေးတွေပြည့်သွားရင်အမှတ်ရနိုင်တယ်။ဒါတော့ extra point လိုမျိုးပေါ့။ဒီဂိမ်းမှာတော့ round 3 round ဆော့ရမှာပါ။ဂိမ်းပြီးတဲ့အချိန်အမှတ်အများဆုံးရတဲ့သူကတော့အနိုင်ရပြီး festival champion ဖြစ်မှာပါ။ဒါကတော့ game ရဲ့ overall theme နဲ့ summary ပေါ့နော်။အဲ့တော့ဘယ်လိုဆော့မလဲဆိုတာကိုကြည့်ကြရအောင်။ setup ကတော့လွယ်လွယ်လေးပါ။ပထမဆုံးဆိုင်လေး6ခုကိုချလိုက်မယ်။ပြီးရင်ဒီဆိုင်အတွက်စုကတ်လေးတွေကို shuffle လုပ်ပြီးနှစ်ကတ်စီချထားလိုက်ပါ။ဆိုင်နဲ့ထုတ်ထားတဲ့ကတ်တော့တူရပါမယ်။နောက် bonus ကတ်နှစ်ခုကိုချပြီးရင် mission ကတ်တစ်ကတ်ချပါ။ပြီးတော့ကစားမဲ့သူတွေအားလုံးကိုကြိုက်တဲ့အယောင်ကိုရွေးပြီးအန်စာတုံးလေးတွေကိုယူလိုက်ကြပါ။တယောက်ကို6တုံးစီရှိရပါမယ်။ဒါဆိုဂိမ်းစားဆော့လို့ရပါပြီ။ဒီဂိမ်းမှာအန်စာတုံးတွေကတော့အဓိက resource ပေါ့နော်။ဒီအန်စာတုံးလေးတွေကိုဆိုင်လေးတွေပေါ်မှာတင်ပြီးတော့စုတွေရအောင်လုပ်ပါမယ်။အဲ့တော့ဒီအန်စာတုံးလေးတွေကကိုဂိမ်းတစ်ခုမှာ effort ဘလောက်အားထုတ်မယ်ဆိုတာကိုကိုစားပြုတယ်။အန်စာတုံးလေးကိုကြီးလိုက်ရင်2မျိုးရှိရဆိုတာကိုသတိထားမိလိမ့်မယ်။ Yo-yo standard dice နဲ့ share clear dice 2မျိုးရှိတယ်။ clear dice တွေကတယောက်ကို3လုံးပဲရှိပေမဲ့နည်းပိုစွမ်းတယ်ပိုလဲတန်မှုကြီးတယ်။ Yo-yo အန်စာတုံးလေးတွေက effort value အနေနဲ့1ရှိတယ်။ share အန်စာတုံးလေးတွေကတော့ effort value 1.1ရှိတယ်။ round တစ် round အပြီးမှာပွဲစည်းဆိုင်လေးပေါ်မှာ effort value ဘယ်သူအများဆုံးရှိလဲဆိုတာကြည့်ပြီးတော့စုရမှာပါ။ဆိုင်တစ်ဆိုင်မှာ effort value အများဆုံးရှိတဲ့သူကအဲ့ဆိုင်မှာရှိတဲ့အကြိုက်တဲ့စုကိုရွေးလို့ရပါတယ်။ဒုတိယအများဆုံးသူကတော့ကျန်တဲ့စုကိုရမှာပါ။တခြားလူတွေကတော့ဘာမှမရပါဘူး။ဆိုင်6ဆိုင်ရှိရဆိုတော့ပြထားတဲ့ဒီ press cut တွေမှာကိုကြိုက်တဲ့ဟာကိုလိုက်လို့ရမယ်။အန်စာတုံးကတယောက်ကို6လုံးပဲရှိရဆိုတော့ဒီဆိုင်တွေအကုန်လုံးမှာနိုင်မှုတော့မဖြစ်နိုင်ဘူးပေါ့နော်။အဲ့တော့ကိုမှရှိတဲ့အန်စာတုံး6လုံးကိုဘယ်လိုကောင်းဆုံးသုံးချရမလဲဆိုတာကိုတော့တခြားစဉ်းစားရမယ်။အဲ့တော့နည်းမြင်သွားအောင်လို့ဆော့ပြမယ်။ဒီဂိမ်းမှာအလှည့်ရ2မျိုးရှိတယ်။အန်စာတုံးခလောက်တဲ့အလှည့်ရယ် play တဲ့အလှည့်ရယ်အဲ့ဒါကိုတလဲစီလောက်ရမှာပါ။ round တစ် round အစဆိုအားလုံးကအန်စာတုံးခလောက်တဲ့အလှည့်ရနေပဲစားရတယ်။အဲ့တော့အခုခောက်လိုက်မယ်။အခုရလာတဲ့အန်စာလုံးလေးတွေကကိုနောက်လှည့် play ရမယ့်ကဏ္ဍလေးတွေပါ။အခုတော့ကိုခောက်ပြီးပြီဆိုတော့နောက်တစ်ယောက်ခောက်မယ်။အလှည့်တွေကတော့ပထမ player ရွေးပြီးရင် clockwise ပဲသွားရပါမယ်။ကဲအခုအကုန်အန်စာတုံးခလောက်ပြီးပြီဆိုတော့ play ရမယ့်အလှည့်ကိုရောက်လာပါပြီ။အခုပိုး play ရမယ့်အလှည့်ဆိုတော့ဘယ်လိုလုပ်မလဲဆိုတာကိုကြည့်ရအောင်။လောလောဆယ်ပိုးလက်ထဲမှာဒီနံပါတ်လေးတွေရှိတယ်။အဲ့တော့ဒါလေးကို play လိုက်မယ်။ play တဲ့အခါကိုအန်စာတုံးရဲ့နံပါတ်နဲ့ဆိုင်ရဲ့နံပါတ်2မှရမှာပါ။အခုဆိုလို့ရှိရင်နံပါတ်3 play လိုက်တဲ့အတွက်ဒီနံပါတ်3ဘောမှာတင်ရပါမယ်။ပြီးတော့ကိုကနံပါတ်တစ်ခုကို play ဖို့ရွေးလိုက်တယ်ဆိုရင်လက်ထဲမှာအဲ့ဒီနံပါတ်ပါတဲ့အန်စာတုံးအကုန်လုံးကိုတင်ရမှာပါ။တစ်ခုပဲရှိရဆိုရင်တစ်ခုပဲတင်3ခုရှိရင်3ခုတင်အခုတော့ဒီလောက်ပဲရှိရတဲ့ကြောင့်မလို့ဒီလောက်ပဲတင်လိုက်တယ်ဒါဆိုလက်ရှိဒီဆိုင်မှာ effort value ဒီလောက်ရှိသွားပါပြီပြီးတော့နောက်တစ်ယောက်လည်းသူလည်းစဉ်းစားရမယ်သူစီမှာဆိုရင်တော့ place ရဒီနံပါတ်တွေရှိတယ်သူအဲ့ဒီထဲမှာစိုက်တဲ့နံပါတ် play လို့ရတယ်ဒါပေမဲ့သူဒီနံပါတ် play ရင်တော့ပိုစဉ်းစားရမယ်ဘာလို့လဲဆိုတော့ dice knock off ဖြစ်သွားမှာဆိုလို့ဒါကတော့ဒီ game ရဲ့နောက်ဆုံးအရေးကြီးဆုံး rule ပေါ့နော်ဘဲဆိုင်ပေါ်မှာမဆို player တွေ effort value တစ်ချိန်တည်းမှာ amount တူနေလို့မရပါဘူးတကယ်လို့တယောက်ယောက်က play လိုက်လို့တူခဲ့တယ်ဆိုရင် knock off ဖြစ်ပါမယ် knock off ဖြစ်ရင်ဒီဘောပေါ်မှာရှိနေတဲ့ effort value တူနေတဲ့ player 2ယောက်လုံးရဲ့ answer တုံးကအကုန်ဖယ်ရပါမယ်ဖယ်တဲ့အခါမှာ yo-yo dice ဆိုလို့ရှိရင်တော့ discard လုပ်တယ်ဒီ round မှာထပ်သုံးလို့မရတော့ပါဘူး share dice ဆိုလို့ရှိရင်တော့ခလောက်ပြီးလက်ထဲပြန်ထည့်လို့ရတယ်အဲ့တော့ share dice ကပိုစွမ်းတယ်ဆိုတာကိုပြတာ
तू က knock off ဖြစ်သွားလဲပြန်ရတယ် value အနေနဲ့ဆိုလို့ရှိရင်လဲ 1.1 ဆိုတော့ပို့ပြီးတော့တာတယ်ဒါပေမဲ့ तू ကတယောက်ကို3လုံးစီပဲရှိရဲဆိုတော့ဘယ်လိုသုံးရမလဲဆိုတာတော့သိချစဉ်းစားပါတော့ပြီးတော့ကို play ရမယ့်အလှည့်မှာအကြောင်းတစ်ခုခုကြောင့်မလို့ answer တော့မ play ချင်တော့ဘူးဆိုလို့ရှိရင်တော့ answer တော့ဟိုးလို့ရတယ် ပို့လို့မယ်ဆိုရင်တော့ကိုယ့်လက်ထဲမှာရှိနေတဲ့ကြိုက်တဲ့နံပါတ်တစ်ခုကိုရွေးလိုက်ပြီးရင်ဘေးဖယ်ထားလိုက်ဒါနောက်ကို active တန်းရောက်တယ်ဆိုလို့ရှိရင်တော့ play ကို play ရမှာပါနောက်ထပ် answer တုံးခလောက်တဲ့အခါအလှည့်ရောက်ရင်ဟိုးလုပ်ထားတဲ့ answer တုံးတွေကိုထည့်မရိုးပါနဲ့ကျန်တဲ့ answer လုံးတွေကိုပဲရိုးလုပ်ပါနောက်ထပ် active တန်းရောက်ပြီဆိုရင်ခုနကဟိုးလုပ်ထားတဲ့ answer တုံးတွေရဲ့လက်ရှိထက်ခလောက်လိုက်ပြီးရလာတဲ့တဲကနံပါတ်တူတဲ့ answer လုံးတွေရဲ့ကိုပေါင်းပြီးတော့ play ရပါမယ်ဒါကဟိုးလုပ်ထားပြီးဆိုတော့ must do ပါအဲ့တော့ဟိုးလုပ်တာကကိုယ့်အတွက်ပိုကောင်းနိုင်တယ်လို့ပိုဆိုးသွားနိုင်တဲ့အတွက်စဉ်းစားရမှာပေါ့အဲ့လိုပဲတယောက်တစ်လက် roll လိုက် play လိုက်နဲ့အားလုံး answer လုံးကုန်တဲ့အထိကစားရမှာပါတယောက်နဲ့တယောက်အလက်အယူတက်ကတော့တူချင်မှတူလိမ့်မယ်နောက်ဆုံးတယောက်ပဲကြံနေလဲအဲ့တယောက်ထဲ answer လုံးကုန်တဲ့အထိဆော့ရမှာပါ player လေးအားလုံး answer လုံးကုန်သွားပြီဆိုလို့ရှိရင်တော့စုစပြီးလို့ရပါပြီအမြဲတမ်း side နံပါတ်1ကနေနံပါတ်6ငယ်စဉ်ကြည့်လိုက်ပဲစုပေးရပါတယ်အခုဆော့ပြီးရဲ့အခါမှာဆိုလို့ရှိရင်တော့လက်ရှိ side နံပါတ်1မှာတော့အပြာရောင်က effort value အများဆုံးရှိနေတဲ့အတွက်ကြောင့်မို့လို့ तू ကအရင်ရွေးခွင့်ရတယ်ဒုတိယကတော့အနီဆိုတော့တနာတော့ तू ရမယ်အဲ့လိုပဲစုတွေလိုက်ယူကြတယ်စိုင်6ခုလုံးကစုပေးပြီးဆိုရင်တော့ round ပြီးသွားပါပြီဒါဆိုရင်တော့နောက် round အတွက် setup လုပ်ပါမယ် player တွေအားလုံးကို answer တော့6လုံးကိုပြန်ယူလိုက်ပါပြီးရင် price cut လေးတွေကိုတစ်ဆိုင်နှစ်ခုစီထည့်ချပါဒီ round မှာဘယ်သူမှမရလိုက်တဲ့စုတွေကျန်နေရင်လည်းဖယ်ပြီးတော့ discard လုပ်လိုက်ပါဒီ game မှာပြန်မသုံးတော့ပါဘူး mission ကလည်းအတူတူပါပဲအသစ်တကက်ဆွဲပြီးချထားလိုက်ပါ round ကတော့3 round ဆော့ရမှာပါအဲ့ round 3ခုအတွင်းမှာအမှတ်အများဆုံးရအောင်လုပ်ရမှာပါနောက်ဆုံးအနေနဲ့တော့ extra point တွေရအောင်လုပ်လို့ရတယ် mission cut နဲ့ bonus cut လေးတွေအကြောင်းကိုပြောပြမယ် bonus cut ကတော့ရှင်းပါတယ် price cut လေးတွေကိုကြည့်ရင်ဒီတောက်မှာအယောင်လေးတွေ sample လေးတွေကိုတွေ့ရလိမ့်မယ်ဒါတော့သူတို့ရဲ့ category လေးကိုပြရတယ်တချို့ cut တွေက category တစ်ခုထပ်ပို့တယ်အများဆုံး3ခုအထိရှိတယ် bonus cut တွေကတော့ကိုစုကတ်လေးတွေစုတဲ့အခါမှာဆက်လိုက်လေးတွေစုနိုင်ရတာပါစုလို့ရတဲ့ဆက်ကတော့2မျိုးပဲရှိတယ် master set bonus cut ကတော့ price cut category 9မျိုးလုံးစုနိုင်ရပါတယ် specialty set bonus cut ကတော့ category အမျိုးတူ9ကတ်စုနိုင်ရပါတယ်တကတ်ကို9မှတ်စီတန်တယ်ပြီးတော့နောက် mission cut mission cut လေးတွေကတော့တစ် round တစ်ခုဆိုတော့ game တစ်ခုမှာ3ကတ်ထုတ်ပြီးတော့ဆော်ရလိမ့်မယ်သူကတော့2မှတ်ကနေ4မှတ်တန်အထိရှိတယ် mission ကရဖို့ကတော့ကပ်ပေါ်မှာဖော်ပြထားတဲ့ requirement လေးတွေပြည့်အောင်လုပ်ရမှာပါလက်ရှိ round အတွင်းမှာပဲလုပ်ရမှာလိုတာပြည့်ပြီဆိုတာနဲ့ claim လို့ရပြီတချို့ mission ကတ်တွေက round အလယ်မှာယူလို့ရတယ်ရှိတယ်တချို့ပြီးရနီးစုပေးတဲ့အခါမှယူလို့ရတယ်ရှိတယ်တခုနဲ့တခုမတူဘူးဆိုတော့စာလေးတွေကိုတော့တေချာဖတ်ကြည့်လိုက်ပေါ့နော်ရှင်းတာရှိရင် rule book ရဲ့အနောက်မှာရှင်းပြပေးထားပါတယ်အဲ့တော့ mission cut တွေရော bonus cut တွေရောပြည့်သွားပြီဆိုတာနဲ့တန်းပြီးတော့ claim လုပ်လို့ရတယ် requirement ကိုပထမဆုံးပြည့်ရလို့ပဲရမှာအဲ့တော့ကိုဘယ်ဟာရောက်နိုင်မရနိုင်လဲဆိုတာကိုတော့ချင့်ကြရမှာပေါ့ဒါဆိုလို့ရှိရင်တော့ game စဆော့လို့ရပါပြီဒါကတော့ base game အတွက် rule ကတော့ဒီလောက်ပါပဲ game ကလွယ်ပါတယ်ကိုယ်တိုင်လည်းကြိုက်တယ်ဆိုတော့ဆော့ရလူလည်းကြိုက်မယ်လို့မျှော်လင့်ပါတယ်ပွဲ game ကိုစိတ်ဝင်စားတဲ့အတွက်ကောအားပေးတဲ့အတွက်ကောအများကြီးကျေးဇူးတင်ပါတယ်ပွဲဗီဒီယိုလေးကိုနားထောင်ပေးရတဲ့ကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုကူညီပေးချင်တယ်ဆိုလို့ရှိရင်တော့ Facebook မှာ like and share နဲ့ YouTube မှာ like and comment လုပ်ပြီးတော့အားပေးလို့ရပါတယ် bye bye